laser engrave လုပ်တဲ့အချိန်မှာမြန်မာစာထိုးတယ်ဆိုတာလေ challenge တစ်ခုဖြစ်ပါတယ်သူရဲ့ laser စနစ်ထဲမှာမြန်မာစာကို direct ထိုးတဲ့စနစ်တွေမပါဝင်သေးပါဘူးဒါပြင်အခုလိုလုံးဝင်းနဲ့ surface မျက်နှာပြင်ပေါ်မှာနောက်ထပ်ဒီလိုမျိုးအများကြီးထိုးရတာလေ roller မရှိဘူးဆိုရင်ပို့ပြီးတော့အခက်အခဲဖြစ်မှာဖြစ်ပါတယ်ဒီနေ့ကတော့ဒီလိုမျိုး rounded surface တွေနဲ့ပေါ်မှာမြန်မာစာထိုးတဲ့အကြောင်းအရာလေးကိုညှောက်ဝေတော့ကြပါတယ်မြန်မာစလုံးတွေကစကဲကိုချိန်ခံတာဖြစ်တဲ့အတွက်ဒီလို font တွေယူတဲ့ချိန်ကြရင်လည်းအခု font ဘိုးတွေစလုံးတွေထူတဲ့အမျိုးအစား font ကိုအကြမ်းမြင်တော့ရွေးပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့အခု Mac Out font အမျိုးအစားကိုရွေးထားပါတယ်